application တွေရေးတဲ့အခါ SMS ပို့ရတဲ့ကိစ္စကတော့မပါမဖြစ်နီးပါပြီနော် OTP လို့ခေါ်တဲ့တစ်ခါသုံး password တွေပို့တာပဲဖြစ်ဖြစ်အရေးကြီးတဲ့ notification တွေပို့တာပဲဖြစ်ဖြစ် SMS ကအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတော့ပဲဒါပေမဲ့လေဒီလို SMS ပို့ရဲ့ function တစ်ခုကိုကိုယ် system ထဲမှာထည့်ဖို့စ조사လိုက်တိုင်းဘာလို့များဒီလောက်တောင်ဈေးကြီးပြီးရှုပ်ထွေးနေရတာလဲ ဟုတ်ပါတယ် developer တော်တော်များများရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုက SMS ပို့တဲ့စနစ်ကိုထည့်သွင်းရတာကထင်ထားတဲ့အများကြီးပိုဈေးကြီးနေတာပါပဲ အဲ့ဒါကအဓိကမိခွန်းပဲဗျအဖြေကတော့ရှင်းရှင်းလေးပါကျွန်တော်တို့ app ကနေ user တယောက်စီကို message တစ်ဆောင်ပို့လိုက်တိုင်းမှာကြားထဲမှာကြားခံဝန်ဆောင်မှုတွေအများကြီးကိုဖြတ်သွားနေရတော့ပါပဲဒီလိုစဉ်းစားကြည့်ရင်နော်ကိုယ့်ရဲ့ system ကနေ message ပို့ဖို့ SMS API တခုကိုလန့်ခေါ်ရတယ်အဲ့ဒီ API ကနေမှ SMS gateway ဆိုတာကိုထပ်သွားပြီးအဲ့ဒီကနေမှ user ရဲ့ဖုန်းစီကိုရောက်သွားတာဆိုတော့ဒီ sync တစ်ခုချင်းစီမှာကြားခံကုန်ပြီတွေကသူတို့ရဲ့ဝန်ဆောင်ကားကိုယူသွားကြတာပေါ့အဲ့ဒီတော့ message တစ်ဆောင်ပို့တိုင်းကုန်ကြစိတ်ကတက်လာတော့တာပဲ ဒါပေမဲ့အဲ့ဒီကြားကနေအားလုံးကိုကြော်ပေးပြီးဒီပြဿနာကိုဖြေရှင်းနိုင်မဲ့အရန်ကိုရိုးရှင်းပြီးတိုက်ကြတဲ့နည်းလမ်းတစ်ခုရှိနေတဲ့ဆိုရင်ကော ဟုတ်ပါတယ်အဲ့ဒီနေလန်းလာတော့ကျွန်တော်တို့အားလုံးရဲ့လက်ထဲမှာရှိပြီးသားပစ္စည်းတွေကိုအတုံးချပြီးဒီပြဿနာကိုဖြေရှင်းလိုက်တာပါပဲ ကဲဒါတော့ self host SMS ပါဒီကောင်လေးကဘာလို့မေးလဲဆိုတော့အဲ့ဂျာကဝန်ဆောင်ပေးတဲ့သူတွေအားလုံးကိုကြော်ပြီးကိုယ့်ရဲ့ Android phone ကိုပဲ SMS KBF သုံးနိုင်အောင်လုပ်ပေးလိုက်တာပဲ ရှင်းပြောရရင်ဒါဟာလူတန်းဒီပါမှာရှိတဲ့ Android phone နဲ့ SIM card ကိုပဲအသုံးပြုပြီးကိုယ့်ရဲ့ application ကနေ SMS တွေကိုတိုက်ရိုက်ပို့နိုင်အောင်လုပ်ပေးတဲ့စနစ်တစ်ခုပါပဲ ဒီစနစ်ရဲ့အမိုင်းဆုံးအခြေအနေတစ်ခုကတော့တစင်ရတာအရန်လွယ်ပြီးမြန်တာပဲတကယ်ကို plug and play ပဲ9မိနစ်လောက်အတွင်းမှာအရာလုံးအဆင်သင့်ဖြစ်နေပြီ အဆင့်နေတာဘယ်လောက်လွယ်လဲဆိုရင်အခမအခောက်ဖွင့် API token ယူမယ်ပြီးရင်9 MB ပဲရှိတဲ့ Android app လေးကို download ဆွဲမယ်ဖုန်းထဲမှာ install လုပ်လိုအပ်တဲ့ permission တွေပေးပြီးခုနကရလာတဲ့ token လေးကို app ထဲမှာထည့်ချိတ်ဆက်လို့ရုံမယ်ဒါဆိုရင် SMS တွေစပြီးပို့လို့ရပြီ ဒီနေရာမှာတကယ်ကိုမိုက်တာကလိုအပ်တဲ့ TCD ကအများကြီးမဟုတ်တာပဲ Android 7.0 အထက်ဖုန်းဟောင်းလေးတစ်လုံး SMS plan ပါတဲ့ SIM card တစ်ခုနဲ့ internet line လေးရှိနေကိုဒီစနစ်ကိုအသုံးပြုလို့ရပြီအရာမိုက်တယ်နော် app မှာအစိမ်းရောင်လေးနဲ့ connected ဆိုတဲ့စာတန်းလေးပေါ်လာပြီဆိုတဲ့နဲ့ကိုယ့်ရဲ့ SMS gateway အဆင့်သင့်ဖြစ်ပြီးအလုပ်လုပ်ဖို့ ready ပဲဒါပါပဲဘာမှခက်တာမပါဘူး ကဲဒီလိုလွယ်လွယ်ကူကူတက်ချင်ပြီးသွားပြီဆိုတော့ဒီ system က developer တွေနဲ့ application တွေအတွက်ဘလို့တော့အသုံးဝင်မလဲဆိုတာစက်ကြည့်ကြအောင်ဒီစနစ်မှာချိတ်ဆက်အသုံးပြုနိုင်တဲ့နည်းလမ်းတွေလည်းစုံလင်းပါတယ်ရိုးရှင်း project လေးတစ်ခုအတွက် Android gateway ကနေစပြီးအကြီးစား enterprise system ကြီးတွေအတွက် SMPP ထိပြောင်းလဲပြင်လွယ်အသုံးပြုလို့ရအောင်လုပ်ပေးထားတယ် developer ညီကိုတဲ့တော့ဒါလေးကြီးလိုက်တာနဲ့သဘောပေါက်မှာပါ API ခေါ်တဲ့ကြောင်းတဲ့နဲ့ SMS ပို့ရတာဘယ်လောက်လွယ်ကူလဲဆိုတာမြင်နိုင်ပါတယ် Python, PHP, Node.js နဲ့တခြား language တွေအတွက်လည်းကိုယ်နမူနာတဲ့အပြည့်အစုံပေးထားပါတယ် Okay technical ပိုင်းတွေပြောပြီးပြီဆိုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ Python နဲ့ကိုယ့်ရဲ့ data လုံခြုံရေးပဲ ဒီနိုင်ရှင်းချက်ကိုကြီးလိုက်တာနဲ့အားလုံးရှင်းသွားပါပြီ message တစ်ဆောင်ချင်းပိုက်ဆံပေးရမယ့်အစားသတ်မှတ်ထားတဲ့လစဉ်ကြီးတစ်ခုတည်းနဲ့အားလုံးအပြည့်အစီပဲအရေးကြီးဆုံးကကိုယ့်ရဲ့ data ကကိုယ့်ဖုန်းထဲမှာပဲရှိမယ်ဘယ်ကြာခံကိုမှဖြတ်မသွားတော့ဘူးထိန်းချုပ်ခံကကိုယ့်လက်ထဲမှာအပြည့်ပါပဲ Ultimate plan ကိုတော့အသုံးပြုမြန်ဆိုရင်ဒီစနစ်ကတစ်နှစ်ကို SMS ဆောင်ရ1000အထိပို့ပေးနိုင်ပါတယ်စဉ်းစားကြည့်ပါ1000တော့ဒါကြောင့်ဝန်ဆောင်ကပါဝင် SMS တစ်ဆောင်ကိုဘယ်လောက်ကြာမလဲဆိုတော့3သက်သမရ3ချက်လောက်ပဲကြာတော့တယ်ဟုတ်ပါတယ်3ချက်ကြော်လေးပဲတော်ရုံဝန်ဆောင်မှုတွေနဲ့ရှင်ကြည့်ရင်တော့ခွာချချက်ကတော်တော်လေးကိုတည်တာပါတယ်ကဲအဓိကအချက်ဒီကိုပြန်ချုပ်ရမယ်ဆိုရင်တော့ကုန်ကြစိတ်အလွန်အမင်းတက်တာသွားမယ်ကို့ data ကိုတိုင်းအပြည့်အဝပိုင်ဆိုင်မယ်ပြီးတော့ SIM card တွေအများကြီးသုံးထားရင်တောင်အသက်တာဆုံးဖြတ်မဲ့ SIM card ကိုအလိုအလျောက်ရွေးချယ်ပေးတဲ့ smart routing လိုမျိုးအစွမ်းတက်တဲ့ feature တွေလည်းပါဝင်သေးတယ်အခုလိုအားလုံးသိသွားပြီဆိုတော့ကိုယ့်ရဲ့စာတိုပေးဖို့တဲ့စနစ်ကိုကြားခံတဲ့လက်ထဲကနေကိုယ့်လက်ထဲကိုပြန်ယူဖို့အချိန်တန်ပြီလို့မထင်ဘူးလားကိုယ့်ရဲ့ messaging system ကိုကိုယ်တိုင်ပြန်ပြီးအပြည့်အဝထိန်းချုပ်ဖို့အဆင်သင့်ဖြစ်နေပြီလား